မင်္ဂလာပါရှင်ဒီနေ့တင်ပေးမယ့်သင်ခန်းစာလေးကတော့什么ပါလဲ什么ပါလဲ什么ပါလဲဆိုတဲ့သင်ခန်းစာပဲဖြစ်ပါတယ်သင်ခန်းစာလေးစလိုက်ကြရအောင်这是什么大把嘞这是什么大把嘞这是ဆိုတာတာ什么ဆိုတာပါလဲ这是什么大把嘞这是什么大把嘞那是什么呼哈巴嘞那是呼哈什么巴嘞那是什么呼哈巴嘞那是什么呼哈巴嘞那是什么呼哈巴嘞你吃什么ခမည်းပါစားမလဲ你ဆိုတာခမည်း吃ဆိုတာစားတာ什么ဆိုတာမလဲခမည်းပါစားမလဲ你吃什么ခမည်းပါစားမလဲ你吃什么ခမည်းပါစားမလဲ看什么ပါကြည့်တာလဲ看ဆိုတာကြည့်တာကိုပြောတာပါ看什么ပါကြည့်တာလဲ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 做什么ပါလုပ်တာလဲ做ဆိုတာလုပ်တာကိုပြောတာပါ做什么ပါလုပ်တာလဲ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 怕什么ပါကြောက်တာလဲ怕ဆိုတာကြောက်တာပါ怕什么ပါကြောက်တာလဲ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 写什么ပါရေးတာလဲ写什么ပါရေးတာလဲ写ဆိုတာရေးတာကိုပြောတာပါ写什么ပါရေးတာလဲ写什么ပါရေးတာလဲ写什么ပါရေးတာလဲ抄什么ပါကူးတာလဲ抄什么ပါကူးတာလဲ抄ဆိုတာကူးတာပါ抄什么ပါကူးတာလဲ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 说什么ပါပြောတာလဲအဲ့ဒီအစား讲什么လဲသုံးလို့ရပါတယ်讲什么လဲပါပြောတာလဲနဲ့အတူတူပါပဲ说什么ပါပြောရလဲ说什么ပါပြောရလဲ讲什么ပါပြောရလဲ讲什么ပါပြောရလဲ笑什么ပါရည်ရလဲ笑什么ပါရည်ရလဲ笑ဆိုတာရည်ရပါ笑什么ပါရည်တာလဲ你笑什么ခမည်းပါရည်ရလဲလို့သုံးလို့ရပါတယ်笑什么ပါရည်ရလဲ笑什么ပါရည်ရလဲ哭什么ပါလို့ငိုရလဲ哭ဆိုတာငိုတာပါ哭什么ပါလို့ငိုတာလဲ你哭什么ခမည်းပါလို့ငိုရလဲလို့သုံးလို့ရပါတယ်哭什么ပါလို့ငိုရလဲ哭什么ပါလို့ငိုရလဲ买什么ပါဝယ်ရလဲ买ဆိုတာဝယ်တာ买什么ပါဝယ်တာလဲ买什么ပါဝယ်တာလဲ买什么ပါဝယ်တာလဲ你买什么နင်ပါဝယ်ရလဲလို့ပြောလို့ရပါတယ်没什么ဘာမှမဟုတ်ပါဘူး没什么ဘာမှမဟုတ်ပါဘူး没ဆိုတာမဟုတ်ပါဘူး没什么ဘာမှမဟုတ်ပါဘူး没什么ဘာမှမဟုတ်ပါဘူး没什么ဘာမှမဟုတ်ပါဘူး卖什么ဘာရောင်းတာလဲ卖什么ဘာရောင်းတာလဲ卖ဆိုတာရောင်းတာပါ卖什么ဘာရောင်းတာလဲ卖什么ဘာရောင်းတာလဲ卖什么ဘာရောင်းတာလဲ客气什么ဘာအားနာတာလဲ客气အားနာတာကိုပြောတာပါ客气什么ဘာအားနာတာလဲ客气什么ဘာအားနာတာလဲ客气ဆိုတာအားနာတာကိုပြောတာပါ客气什么ဘာအားနာတာလဲ生什么气ဘာစိတ်ဆိုးတာလဲ生什么气ဘာစိတ်ဆိုးတာလဲ生气ဆိုတာကစိတ်ဆိုးတာကိုပြောတာပါ生什么气ဘာစိတ်ဆိုးတာလဲ生什么气ဘာစိတ်ဆိုးတာလဲ害
害什么羞把血打嘞？害什么羞把狗血打嘞？害羞ဆိုတာရှက်တာကိုပြောတာပါ害什么羞把狗血打嘞？害什么羞把狗血打嘞？穿什么把ဝတ်မလဲ穿什么把ဝတ်မလဲ穿ဆိုတာဝတ်တာကိုပြောတာပါ穿什么把ဝတ်မလဲ穿什么把ဝတ်မလဲ穿什么把ဝတ်မလဲ发什么呆把ငိုင်နေတာလဲ发呆ဆိုတာငိုင်တာကိုပြောတာပါ发什么呆把ငိုင်နေတာလဲ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 可惜什么把ကိုနှမျောတာလဲ可惜什么把ကိုနှမျောတာလဲ可惜နှမျောတာ可惜什么把ကိုနှမျောတာလဲ可惜ဆိုတာနှမျောတာကိုပြောတာပါ可惜什么把ကိုနှမျောတာလဲ可惜什么把ကိုနှမျောတာလဲ什么要把စီလဲရောက်ဆိုတာစီ什么要把စီလဲ这是什么要ဒါက把စီလဲအဲ့လိုလဲသုံးလို့ရပါတယ်什么要把စီလဲ什么菜把ဟင်းလဲ菜ဆိုတာဟင်းကိုပြောတာပါ什么菜把ဟင်းလဲ什么菜把ဟင်းလဲ什么菜把ဟင်းလဲ什么书把စာအုပ်လဲ书ဆိုတာကစာအုပ်ကိုပြောတာပါ什么书把စာအုပ်လဲ什么书把စာအုပ်လဲ什么书把စာအုပ်လဲ什么颜色把အယောင်လဲ什么颜色把အယောင်လဲ颜色ဆိုတာအယောင်ကိုပြောတာပါ什么颜色把အယောင်လဲ什么颜色把အယောင်လဲ什么颜色把အယောင်လဲ什么树把အပြင်လဲ树ဆိုတာတစ်ပြင်ကိုပြောတာပါအပြင်လို့လည်းပြောပါတယ်什么树把အပြင်လဲ什么树把အပြင်လဲ什么树把အပြင်လဲ什么树把တစ်ပြင်လဲဒါကတော့什么ပါလဲဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်အားလုံးလည်းနားလည်မယ်လို့ထင်ပါတယ်နမ်းမိုရဲ့ဒီတရုတ်စကားပြောလေးတွေကိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာလေးတွေကိုလည်းဆက်လေ့လာပေးပါအောင်နော်